အခုလက်တလောရောင်းမှုရှိနေတာလေးတွေဆိုလို့ရှိရင်တော့149ရက်ကွက်146ရက်ကွက်151ရက်ကွက်150ရက်ကွက်မှာအယောင်းလေးတွေပြန်ပြီးတော့ရှိနေပါပြီတောင်တကုံစိတ်ကမ်းပေါ့နော်မျှော်နေကြတဲ့ဝယ်ယူသူတွေဒီမှာဗီဒီယိုရိုက်ပေးရတဲ့အကြောင်းရင်းကကြတော့လေကျမတို့ဒီရက်ပိုင်းဆိုလို့ရှိရင်149ရက်ကွက်ဝယ်ယူလိုက်တဲ့ဟာလေးတွေရောင်းချပေးလိုက်တဲ့ဟာလေးတွေတင်ပေးတာလေးတွေရှိတယ်အများတန်းဝယ်နေကြဧည့်သည်တွေရှိတယ်လို့မျိုးအမှားသမားလေးတွေလည်းရှိရပေါ့နော်အမားတကုံစိတ်ကမ်းမျိုးနယ်လေးတွေတင်ပေးပါအောင်တောင်တကုံမျိုးနယ်လေးတွေတင်ပေးပါအောင်ဆိုပြီးတော့ပြောကြတာလေးတွေရှိတယ်ကျမလည်းမနက်ပိုင်းအလုပ်များတယ်နေ့လယ်ပိုင်းညနေပိုင်းမှာဗီဒီယိုတွေထွက်ပြီးတော့ရိုက်ဖြစ်တာလေးတွေလည်းရှိတယ်ကျမရိုက်ရွက်အချိန်ကျတော့မိုးရွာရောဒီလိုမျိုးအကြောင်းမလို့ကျမတို့ပေါ့နော်တချို့ဧည့်သည်တွေကျတော့ဖုန်းဆက်ပြီးမေးကြတယ်အမကဘာလေးရောင်းွက်ရှိလဲကျမတို့လိုချင်လို့ငွေမောက်လေးဘယ်လောက်သုံးလဲအဲ့တော့ရောင်းဖို့ရှိတဲ့ဟာလေးတွေရန်ကုန်မြို့တွင်းဧည့်သည်ဆိုလို့ရှိရင်တော့ရုံးမှလာကြည့်ပြီးတော့လေးလာပြီးတော့ဝယ်ယူကြတယ်တချို့ဧည့်သည်တွေနေသမားတွေရှိမယ်ပြည်ပသမားတွေရှိမယ်ပေါ့နော်ကျမတို့လာပြီးတော့ကိုယ်တိုင်ကိုယ်ကြကြည့်ပြီးဝယ်လို့မရဘူးဆိုလို့ရှိရင်ကျမတို့ page က Messenger ပဲဖြစ်ဖြစ် Viber ပဲဖြစ်ဖြစ်ပေါ့နော်ဆက်သွယ်နိုင်တယ်စုံစမ်းနိုင်တယ်ပေါ့နော်အခုလက်တလောရောင်းမှုရှိနေတာလေးတွေဆိုလို့ရှိရင်တော့149ရက်ကွက်146ရက်ကွက်151ရက်ကွက်150ရက်ကွက်မှာအယောင်းလေးတွေပြန်ပြီးတော့ရှိနေပါပြီကျမတို့ပေါ့နော်ဝယ်ယူသူတိုင်းသိကြတဲ့အတိုင်းပဲ89 Valley ချန်ပီယံရဲ့ဝယ်ယူသူတွေတဲ့အားသာချက်ကဆိုရင်နော်စာရွက်စာတမ်းခိုင်မာမှုပေါ့နော်100ရာခိုင်နှုန်းရှိရမယ်စီပင်အိုးရင်စစ်ဆေးထားပြီးသားခြံခတ်ထားပြီးသားဒီထက်ပိုပြီးအရေးကြီးတာဒီပြန်မြန်းလာပြီးတော့မြန်ရောင်းချခြင်းနဲ့မိမိရမြန်ဝယ်ယူပြီးရဲ့နောက်ပိုင်းပေါ့နော်ချက်ချင်းလက်ငင်းရောင်းချခြင်းတာပဲဖြစ်ဖြစ်နောက်နှစ်တွေမှာပေါ့နော်အကျိုးအမြတ်တွေနဲ့ပြန်ပြီးရောင်းချခြင်းတာပဲဖြစ်ဖြစ်အချိန်မရွေးလာရောက်ရောင်းချနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျမရဲ့ဝယ်ယူသူတွေမျှော်နေကြတဲ့ဧည့်သည်တွေ3,200ကနေစပြီးတော့3,3,500ဝန်းကျင်ထားပေါ့နော်သုံးကျင်ကြတဲ့ဧည့်သည်တွေဆိုရင်တော့လက်တလောမှဆိုလို့ရှိရင်တော့146ရက်ကွယ်အောင်မြင့်မို့ကြောကဲရောင်းမို့လေးတွေရှိပါတယ်ရှင်3,200နေပြီးတော့3,3,500ဝန်းကျင်ပါရှင်ပေါ့နော်149ရက်ကွက်မှာဆိုလို့ရှိရင်တော့3,200ဝန်းကျင်ကနေပြီးတော့3,3,500ဝန်းကျင်လေးတွေရောင်းဖွက်ကလေးတွေရှိတာဖြစ်တဲ့အတွက်ကိုကျမတို့89 Valley အိမ်ချမ်းမြေမှာလေးလာပြီးတော့ဝယ်ယူနိုင်ပါတယ်151မှာဆိုရင်လည်းမိန်းလမ်းမရဲ့ကြောကက်ကလေးတွေရောင်းပေးဖို့ရှိတယ်150ရက်ကွက်မှာဆိုလို့ရှိရင်လည်း3,400ဝန်းကျင်ကနေပြီးတော့2,000ဝန်းကျင်ကြားလေးတွေအယောင်းကွက်လေးတွေရှိတာဖြစ်နေတဲ့အတွက်စိတ်ဝင်စားသူများအားလုံးကျမတို့89 Valley အိမ်ချမ်းမြေကိုအခုပဲဆက်သွယ်ပြီးဝယ်ယူနိုင်ပါတယ်ရှင်ဆက်သွယ်မယ်ဆိုလို့ရှိရင်တော့3998939439424289896664ကိုမနက်9:00နာရီကနေညနေ9:00နာရီတရက်နေ့ရလွဲလို့နေ့စဉ်နေ့တိုင်းစုံစမ်းပေးနိုင်ပါတယ်ရှင်ရုံးခန်းတီနေရဆိုရင်တော့တောင်တကုံမြို့နယ်25ရက်ကွယ်ပလဲရတနာမင်းလမ်းမပေါ်မှာပါပြည်ထောင်စုမင်းလမ်းမကြီးပန်းချံကားမှတ်တိုင်နဲ့နီးပါတယ်ရှင်ပန်းချံကားမှတ်တိုင်ရဲ့ဘေးမှာပလဲရတနာမင်းလမ်းမကြီးဆိုတာရှိတယ်ပေါ့နော်ဝင်လာလိုက်ရုံနဲ့ကျမတို့89 Valley အိမ်ချမ်းမြေကိုမြင်ရတွေ့ရမှာပါရှင်ကျမတို့89 Valley အိမ်ချမ်းမြေမှာဝယ်မရောင်းမမဟုတ်ပါဘူးပြင်ပဧည့်သည်တွေနဲ့စာရွက်စာတမ်းစစ်ချင်တာသတင်းစာကြော်ညာထည့်ကျင်တာဂယံမြေမောက်ပြန်ပြောင်းလဲကျင်တာကျွမ်းကျင်တဲ့ရှေ့နေတွေမြန်လိုအပ်တယ်ဆိုရင်တော့အခုပဲကျမတို့89 Valley အိမ်ချမ်းမြေကိုဆက်သွယ်နိုင်ပါတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်